အားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့တောက်ကြနေအတွက်ဖြစ်ပါတယ်ကျွန်တော်ကဒီမနေ့လောက်က17နာရီလောက်ကကျွန်တော် Fiber ကဒါနည်းနည်းတက်ရက်ဘန်းသွားတယ်ဗျာတက်ရက်ဘန်းသွားတော့ဂရုတွေဝင်တဲ့လူကလည်းများတော့တက်ရက်ဘန်းသွားတော့ကျွန်တော် Fiber ကကျွန်တော်ကိုစကားလာပြောလို့ရှိရင်လေ Fiber message ကကျွန်တော်ဒီတော့ဝင်တယ်ဗျာကျွန်တော်ကတော့ပြန်ပြီးတော့ဒါပြောလို့မရအောင် message ပြန်ပို့လို့မရအောင်အဲ့လိုမျိုးဖြစ်နေတဲ့အတွက် Fiber ကမိတ်ဆွေတွေကိုတော့ကျွန်တော်ဒီရပဲအနုညွန့်တောင်းပန်ပါတယ်ကျွန်တော်တို့ဒီနေ့လေလောက်ကြာမှပဲကျွန်တော်ဒါပြန်တင်ပေးလို့ရမှာဗျာနော်အဲဒါကြောင့်ဒီမှာပဲနည်းနည်းပါတော့ကြည့်ပေးလိုက်ပါဗျာနော် YouTube မှာပဲကျွန်တော်တို့ဒီနေ့ကဘာအဓိကကစားရမလဲဆိုတော့ကျွန်တော်တို့ကဒါ3ညလုံးမိုင်ကိုတော့ကျွန်တော်ကကြိုက်တယ်အဲကြောင့်3ညနဲ့ဆိုင်တဲ့ဟာလေးတွေကိုတော့ဒါအောက်ွက်ထဲမှာရွှေ့ထားပြီးတယ်တင်းခွက်ထဲမှာဘာလို့3ည1တစ်ခွက်တည်းရွှေ့ပေးလဲဆိုတော့ကျွန်တော်ကဒါတစ်ကလည်းဒီတစ်ပတ်ကဆင်းလာတာက4ချိန်ရှိသွားပြီတကယ်တမ်းဆိုလို့ရှိရင်တော့သူကပုံမှန်တိုင်းဆိုလို့ရှိရင်တော့မြူးတယ်ဆိုလို့ရှိရင်တော့9လုံးပြည့်အောင်ဆင်းပါတယ်အခုက4လုံးရှိသွားပြီဆိုတော့နောက်ဆုံးအချိန်မှာကျွန်တော်တို့ကတစ်တလုံးကိုမျှော်လင့်လို့ရတယ်မိတ်ဆွေများအနေနဲ့လုံးမိုင်ရှိလို့ရှိရင်တော့တစ်နဲ့ပဲကတ်ထိုးပါကျွန်တော်ကတော့ဒီနေ့မှာ3ည5ချိန်3ည5 break ကိုကြိုက်တယ်ဥမာကိုကတစ်ကိုကြိုက်တယ်ဆိုလို့ရှိရင်တော့3ည5ချိန်ဆို10တစ်5ပေါ့ဗျာနော်တစ်5ကလည်းဒါဆင်းပြီးသားမို့ကျွန်တော်ကဒီထဲမှာမထည့်ထားပြီဘူးပြီးရင်3ည5 break ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့တစ်ကိုတို့ဒါပေါ့နော်အဲ့လိုမျိုးလေးတွေကစားတင်ပါတယ်ဗျာနော်တစ်ကိုတစ်လေးတို့အဲ့လိုမျိုးတွေကစားတင်တယ်ကျွန်တော်ကတော့ဒီထဲမှာကတော့ကီးနှစ်ခုကိုပဲဒါကတ်ပြီးတော့အဓိကရွှေ့ထားပေးခြင်းဖြစ်ပါတယ်ဗျာနော်မိတ်ဆွေများအနေနဲ့တော့ဒါနည်းနည်းလေးတော့ဒါအပိတ်ရက်ဆိုတော့နောက်ဆုံးရက်ဖြစ်တဲ့အတွက်နည်းနည်းလေးတော့ထိန်းစော်ပါနောက်တစ်ပတ်လည်းကျွန်တော်တို့ပြန်ယူလို့ရပါတယ်ဗျာနော်ဒီတစ်ပတ်ကတော့ကျွန်တော်ဒီကဒါပတ်တီနှလုံးလုံးဒါဗုဒ္ဓဟူးနေ့တဲကဆင်းသွားပြီပြီးရင်မွေးခွက်ကလည်းကျွန်တော်တို့ဒါမွေးခွက်နှစ်ခုထပ်ပေးတာမွေးခွက်ပထမခွက်ကတနင်္လာနေ့မနေ့တည်းကထွက်သွားတော့ဒါအင်္ဂါနေ့နောက်တလုံးထပ်ပေးလိုက်သေးတယ်အဲ့ဒါလည်းထပ်ဆင်းတဲ့အတွက်ဒါဒီဘက်ကတော့တောင်းကြေးခဲ့ပြီးထင်ပါတယ်အဲဒါကြောင့် Fiber ကမိတ်ဆွေများနေအဲ့လိုမျိုးလေးတွေးပြီးတော့ဒါကျွန်တော်တို့ဗီဒီယိုဒီမနေ့ပိုင်းမတင်ပေးဖြစ်တာလေးကိုတော့ခွင့်လုပ်ပေးပါလို့ဒီဗီဒီယိုကနေပြီးတော့ဒါကျွန်တော်တောင်းဆိုပြရစီဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ